Happy 80th birthday အမေစုအမေရဲ့အသက်80ပြည့်မွေးနေ့ကစပြီးတော့အမေစိတ်ချမ်းသာကိုယ်ကျန်းမာပါစေအသက်ရာကျော်ရှည်ပါစေအချုပ်နှောင်းရလည်းအမြဲလုံးလုံးမြောက်ပါစေအမေကိုချစ်တဲ့ပြည်သူများနဲ့အမေချစ်တဲ့ပြည်သူများအများဆုံးစုံစည်းခွင့်ရနိုင်ပါစေမိသားရိတ်ကအေးချမ်းလုံးကျုံစေလီဘုံပြပြမေရဲ့ဂုံကြီး